Becoming an artist vlog episode 1にကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်ကတချင်းသွင်းဖို့အတွက် studio သွားမှာဖြစ်ပါတယ်ပေါ့နော်အခုကတော့ studio မသွားခင်မနေ့အရင်ဆုံး vocal သင်တန်းကိုသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ vocal class ကိုဒီ AES Creative Institute မြန်မာမှာတက်နေတာပါအခုကတော့ကျွန်တော်ကဒီ AES မှာပေါ့နော် vocal သင်တန်းတက်နေတာပေါ့ဒီနေ့ studio မသွားခင်ဒီနေ့မနက်ပိုင်းမှာ class ရှိတော့ဒီ class ကိုအရင်ဆုံးလာတာပေါ့အခုကတော့အစင်တိုင်းရှိပြီနည်းနည်းနောက်ကျနေတယ်ဒါပေမဲ့လည်းအဲ့တော့ရပါတယ်ဒါကတော့ AES Creative Institute ပဲဖြစ်ပါတယ်ဒီနေ့ကတော့ professional ဆိုတော့ဒီဘယ်လိုဆိုတာနဲ့ပတ်သက်ပြီးတော့တေချာသင်ပေးနေရပဲဖြစ်ပါတယ်အခုကတော့တင်ရွညွန်းမှာပါတဲ့1 2 note နဲ့ပတ်သက်တာတွေကိုသင်ပေးနေရပဲဖြစ်ပါတယ်ဒါပြီးသွားရင်တော့ကျွန်တော်သင်တန်းပြီးတော့ studio သွားပါတော့မယ်သင်တန်းပြီးတော့အိမ်ကိုခဏပြန်ပြီးတော့အခုထမင်းစားပြီးတော့ studio သွားနေပါပြီအခုကတော့ကျွန်တော်ကဒီစမ်းကြောင်းမှာရှိတဲ့ ANS studio လာနေတာပေါ့နော်ဒီ studio ကိုလာဖို့အတွက်ခြားမှာက vocal သင်တန်းကနေပြန်လာတော့ဒါဒီတို့ပူတာနဲ့အင်ကြီးတော့ပါပြီးတော့ပြောင်းလိုက်ပြီပေါ့နော်ပြောင်းလိုက်ပြီးတော့ဒါတယ်နေပြောင်းပြီးတော့အခုဆိုရင်တော့ studio သွားနေပါပြီပေါ့ရောက်တော့မယ်အခုကရှင်းသွားဆိုတော့တက်လိုက်ပါဦးမယ်ဒီနေ့မတိုင်ခင်အရှိတရက်တော့ကျွန်တော် studio မှာလာပြီးတော့အကြံသွင်းတာပြီးပြီပေါ့နော်အကြံသွင်းတာဟာဒီနေ့ကတော့လိုတဲ့အပိုင်းနေနဲ့ကျန်တဲ့အပိုင်းတွေကိုဆက်ပြီးတော့သွင်းသွားမှာဖြစ်ပါတယ် Now streets feel heavy I'm not that kid againမြန်ဝိုင်းအခုကတော့သွင်းထားတဲ့ line ကိုစိတ်တိုင်းမချသေးလို့ထပ်ပြီးတော့သွင်းနေရပြီဖြစ်ပါတယ် Now streets feel heavy I'm not that kid again